ကျွန်တော်တို့ဒီရဲ့ cloud တွေကနေမြင်ရတဲ့ဥစ္စာပါအဲ့တော့နေတိုင်းဘယ်လောက်သုံးရလဲဘယ်လောက် kilowatt သုံးရလဲဆိုတာကမြင်ရမှာဖြစ်ပါတယ်အဲ့တော့10ရက်နေ့ကစပြီးတော့ဆန်းလာပြီးသုံးလာပြီပေါ့နော်ကျွန်တော်ရက်တွေကတော့ testing run နဲ့ပဲရှိရဲဆိုတော့တိတ်ပြီးတော့ထူးကြတာမရှိဘူး10ရက်နေ့ကနေစပြီးတော့သုံးလာပြီ17ရက်နေ့ပို့ပြီးတော့သုံးလာတယ်12ရက်နေ့ပို့သုံးလာတယ်ပေါ့နော်နောက်တော့ solar ကအသုံးမရှိပဲသူကမထွက်ဘူးဘက်ထရီကအားရောနေမယ်သူက light ထွက်ပေးမယ်သူရှိသလောက်ကိုသူ light ထွက်ပေးမယ်ဘက်ထရီကအားသွင်းမယ်ဆိုသူကရှိသလောက် light ထွက်ပေးမယ်လုံသုံးကရှိတယ်ဆိုရှိသလောက် light ထွက်ပေးမယ်ဘက်ထရီကလည်းအားပြည့်နေမယ်လုံသုံးကလည်းလုံးဝမရှိဘူးဆိုရင် solar ကသူက light မထွက်ဘူး solar က ဒလဟောထွက်နေတာမဟုတ်ဘူးမီးလုံးထုံးထားဆို watt 100 watt လင်းနေလို့ပုံစံမျိုးမဟုတ်ဘူးသူကအသုံးပေါ်မူတည်ပြီးတော့သူက light ထွက်တာအဲ့တော့ solar လောက်ချင်းမလောက်ချင်းကအမှကိုယ့်ရဲ့အသုံးကိုမြင့်လိုက်လို့ရှိရင် solar ဘယ်လောက်ထိထွက်လာလဲဆိုတာမြင်ရမှာဖြစ်တယ် solar ဒီမှာတော့ကျွန်တော်လေ့လာကြတော့20 kW လောက်ထိထွက်တယ် 80% တသားလောက်ထိထွက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့တက်ဆင်မှုကမမှားဘူးပေါ့နော်solar ကအဲ့လောက်ထွက်တယ်ပေါ့နော်ခုနက620 kW နဲ့တွားပြီးတော့တက်လို့တော့မရဘူးဘယ် installer မှာလဲ620 watt ထွက်အောင်မတက်နိုင်ဘူးနော်ဒါက theory သဘောတရားအရာပါဒါ theory သဘောတရားအရာလည်းဟုတ်တယ်လက်တွေ့မှာလည်းဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီခုနက solar ထွက်ချင်းမထွက်ချင်းကကိုယ့်ရဲ့အသုံးပေါ်လဲမူတည်တယ်ဘယ်လောက်ထိထွက်လဲဆိုတာလဲကိုကသုံးကြည့်မယ်အများကြီးသုံးကြည့်မယ်ဆိုရင်သူကလည်းတွေ့တယ်20ဒီမှာဆိုရင်တော့ကျွန်တော်တက်စင်မှာ29လောက်ထိသူထွက်တယ်ရာသီဥတုပေါ်မူတည်တယ်တိမ်ဥစားပေါ်မူတည်တယ်အဲ့တော့တကယ်လို့သာကိုယ့်ဘက်ကအသုံးများနေတယ်ဆိုရင် solar ကဘက်ထရီကိုလည်းအားသွင်းရမယ်အသုံးဘက်ကိုလည်းပေးရမယ်အသုံးဘက်ကိုသူကပို့ပြီးတော့ဦးစားပေးမှဖြစ်တယ်ပို့တဲ့ဟာကိုဘက်ထရီကိုအားသွင်းမှာပါကိုသုံးများရင်ဘက်ထရီမှာအားသွင်းတာနည်းမယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီတွက်ချက်မှုရဆိုနေပိုင်းမှာလူသိမ်းမရှိဘူးအသုံးနည်းတယ်ညပိုင်းညလူညနေပိုင်းညလူများရောက်လာတဲ့အသုံးများမယ်အဲ့တော့နေ့ဘက်မှာဘက်ထရီကိုအားသွင်းတာလုံလောက်တယ်ဆိုပြီးတော့တွက်ချက်ခဲ့တာတကယ်လက်တွေ့မှာတော့နေပိုင်းအသုံးနေမှာထားပါတော့เนาะဥပမာ23ရက်နေ့လို့ဟာမျိုးပေါ့เนาะဒီမှာ consumption ဆိုတာတွေ့ရမှာပေါ့เนาะတိတ်မသုံးဘူး14ရက်မှာမသုံးဘူး15ရက်မှာတိတ်မသုံးသေးဘူး16မှာမသုံးသေးဘူး19မသုံးသေးဘူး18မှာ10 kW လောက်သုံးလာပြီเนาะ18မှာ10 kW လောက်သုံးလာပြီညနေ4:20မှာသုံးလာတယ်ပေါ့เนาะ10 kW လောက်သုံးလာတယ်ဒီမှာ12 kW လောက်သုံးတယ်3:25မိနစ်မှာ12 kW လောက်သုံးတယ်နော်အဲ့ဒီက13 kW က2:05မိနစ်မှာ13 kW သုံးတယ်အဲ့တော့နေပိုင်းမှာလည်းသုံးတာများလာပြီပေါ့နော်နေပိုင်းမှာလည်းသုံးတာများလာညပိုင်းမှာတော့ air con တွေသုံးမယ်လို့တော့မြင်တယ်အဲဒီမှာညပိုင်းမှာတဖြည်းဖြည်းနဲ့သုံးတော့ရော့သွားတယ်ပေါ့နော်ဘယ်တော့9နိုင်တော့ဘာလို့မှရော့သွားတယ်19ရက်နေ့မှာ14 kW ဘယ်ချိန်လဲဆိုတော့2:05မိနစ်မှာပေါ့နော်19ရက်နေ့2:05မိနစ်မှာ14 kW လောက်သုံးလာတယ်ပေါ့နော်နေပိုင်းသုံးနေတယ်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွက်ချက်တဲ့နေရာမှာနေပိုင်းမှာတိတ်သုံးမရှိလို့တွက်ချက်ခဲ့တာဖြစ်တဲ့အတွက်ဒီsolar ကဒီလောက်နဲ့လည်းလောက်မယ်ဆိုတဲ့ဟာမျိုးတော့ကျွန်တော်တွက်ချက်ထားတယ်ဒါပြီးတော့အချက်50ကလည်းနေရာလည်းကုန်တော့ဖြစ်နေပြီတကယ်လို့အချက်50လည်းပိုတက်မယ်ဆိုရင်ကျွန်တော်တို့ဒီ family area ပေါ့နော်အရှိဘက်ကိုတိုးပြီးတော့တက်ဆင်ရမှာဖြစ်တယ်တက်ဆင်ရတဲ့ family area နှောက်ရက်ဖြစ်မှာအတွက်အဲ့မှာတက်ဆင်ကိုကျွန်တော်တို့မလုပ်ခဲ့ဘူးပေါ့နော်အဲ့ဒါကိုဖြစ်မှာဆိုလို့တကယ်လို့ဆက်ပြီးတော့ solar ချက်ကိုထပ်တိုးကျင်တာအဲ့မှာအစားတစ်ခုစောက်ပါအမိုးမိုးရမယ်မိုးပြီးတော့အမိုးမှာ solar ဆင်တယ် out speed ကလည်းကျေသွားမယ်ပေါ့နော်အဲ့လိုမျိုး solar နှောက်ရက်မဖြစ်ဘူးတော့ဒါတော့ကျွန်တော်ကြိုတင်စဉ်းစားလာတာရှိပါတယ်အဲ့တော့ solar ဒီ inverter setting ပိုင်းနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ setting ကဒီ website ကနေကျွန်တော် setting တွေဝင်ချိန်လို့ရတယ် application ကနေ installer phone application ကနေကျွန်တော်တို့ဝင်ချိန်လို့ရတယ်ပေါ့နော်အဲ့တော့လောဆယ်သတ်မှတ်တာကကျွန်တော်တို့အချိန်ပိုင်းအရာအားသွင်းထားတဲ့ setting ကိုကျွန်တော်ထားထားတယ်နော်ဒီမှာပေါ့နော် grade 1ပေါ့နော် grade 1ကို12နာရီတို့မှာအားသွင်းခိုင်းတာတယ်နော်12နာရီတို့မှာအားသွင်းခိုင်းတာတယ်
မနေ့9နာရီမှာအာသွင်းခြင်းကိုရက်ခိုင်းထားတယ်ဒါအာသွင်းနေဆိုတာလည်းဘယ်လို80ရာခိုင်နှုန်းမရော့မချင်းသူကဘယ်စီ80ရာခိုင်နှုန်းအောက်မရောက်မချင်းသူကအားတော့သွင်းမှာမဟုတ်ဘူးသူအားမသွင်းဘူးအဲ့တော့12နာရီတုန်းနဲ့9နာရီတုန်းကိုအာသွင်းခိုင်းတာည7နာရီတုန်းနဲ့9နာရီတုန်းကိုအာသွင်းခိုင်းတာတယ်ဘယ်ဒီ80ရာခိုင်နှုန်းအောက်မရောက်မချင်းသွင်းမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးတွေ setting ချိန်ထားတာရှိတယ်setting ကအဲ့လိုမျိုးချိန်လို့ရတယ်ပေါ့နော်customer ရဲ့လိုအပ်ချက်တဲ့သုံးပေါ်မှုတည်ပြီးတော့ဒါတွေက like ပြောင်းလို့ရတယ်ဒါတွေကိုပြောချင်းဒီ setting ချိန်လို့ရတဲ့အကြောင်းကိုပြောချင်းဖြစ်ပါတယ်